တူမှုဆက်ဆံရေးမှာဒီဘက်ကလူကလည်းသူတန်ဖို့သူရှိနေတယ်ဟိုဘက်ကလူမှလည်းဟိုဘက်ကလူရဲ့တန်ဖို့ရှိနေတယ်ဆိုတာကိုဒါကိုပထမဦးဆုံးနားလည်ထားရမှာပေါ့ကိုတာရင်အနံ့ယူတဲ့စိတ်မျိုးတွေကိုယ့်အတွက်သာကိုစဉ်းစားပြီးတော့တစ်ဖက်သူရဲ့ခံစားချက်ကိုမငဲ့တာမျိုးတွေဟာအမားတွေလောက်စေတတ်တယ်ကိုယ်တိုင်အဲ့ဒီလိုခံစားနိုင်သလားကိုတန်ဖို့မထားတာမျိုးကိုယ့်ရဲ့ကောင်းကျိုးတွေကိုပိတ်ပင်တားဆီးတာမျိုးကိုယ့်ရဲ့ဘဝကိုဖျက်ဆီးတာမျိုးကိုကြိုက်သလားအဲ့ဒီလိုစဉ်းစားရင်ကိုချင်းစာစိတ်တွေရှိလာမယ်လူမှုဆက်ဆံရေးဆိုတာနှစ်ဖက်မျှတဲ့ဆက်ဆံရေးနဲ့တွားကြရတာတစ်ဖက်တည်းပဲကြည့်တယ်တပိုးတည်းပဲကြည့်တယ်ဆိုတဲ့သူတွေကကြာရှည်ရက်တည်လို့မရဘူးတပြေးပြေးနဲ့နေချင်းသွားတတ်တယ်ဖက်ကိုစာနာပေးတတ်တဲ့သူမျိုးနားလည်ပေးတတ်တဲ့သူမျိုးတစ်ဖက်သားကိုစေတနာထားတဲ့သူမျိုးတွေကြာမှရေရှည်ရက်တည်လို့ရတာတဏှတ်စားညံနဲ့မလုပ်ကြနဲ့တည်သွားရင်အဲ့ဒီယုံမာမှုတွေရဲ့အကျိုးကိုခံစားရမယ့်သူကကိုပဲဒီဘဝဆံပြီးတော့နောက်ဘဝခံရမယ့်အရာမျိုးတွေမလုံးနဲ့ကိုယ့်ရဲ့အကျိုးပေးဆိုတာကိုတယောက်တည်းပဲကြုံရမှာဒီတော့ကိုလိပ်ပြကိုလုံဖို့လိုတယ်ငါသည်ဘယ်သူအပေါ်မှအသက်ရှင်စဉ်ကာလတစ်လျှောက်လုံးကာယကံအားဖြင့်ကျူးလွန်ထားတာမရှိဘူးငါသည်ငါရဲ့အသက်မွေးဝမ်းကြောင်းမှုအတွက်အသက်ရှင်သမျှကာလပတ်လုံးမှာသူတစ်ပါးကိုဖျက်လို့ဖျက်ဆီးလုပ်ပြီးတော့မှအသက်မွေးဝမ်းကြောင်းမှုလုပ်ခဲ့တာမျိုးမရှိခဲ့ဘူးငါစကားကြောင့်လူတွေအမုန်းပွားရတာမျိုးမဖြစ်ခဲ့ဘူးငါစကားကြောင့်လူတွေစိတ်ထိခိုက်ရတာမျိုးမဖြစ်ခဲ့ဘူးငါစကားကြောင့်လူတွေဘဝပြတ်သွားရတာမျိုးမရှိခဲ့ဘူးလို့အဲ့ဒီလိုကိုလိပ်ပြကိုလုံဖို့လိုတယ်ငါရဲ့စိတ်နဲ့စိတ်ထားသည်ဘယ်တော့မှသူတစ်ပါးအပေါ်မှာဖြတ်လို့ဖြတ်စီမထားခဲ့ဘူးမတွေးခဲ့ဘူးဘယ်သူအောင်မြင်မနာလိုစိတ်နဲ့မကြည့်ခဲ့ဘူးသူများတွေရဲ့အောင်မြင်မှုကိုကြိုးစားတဲ့အတိုင်းခံစားကြရတာပါလားလို့အားကြစိတ်ဝမ်းသာစိတ်သာထားပေးခဲ့တယ်ဘယ်တော့မှမယုံမှမိဘူးသူ့လောအားနဲ့သူ့ကံဉဏ်ဝရိယနဲ့သူရရှိခံစားနေတဲ့ရလဒ်တွေကိုလည်းမနာလိုခြင်းအလျင်မရှိဝမ်းသာပေးခဲ့တယ်လို့ကိုလိပ်ပြကိုလုံဖို့လိုတယ်ကိုယ့်ရဲ့အသက်ရှင်ရည်တည်မှုတစ်ခုအတွက်ပြန်တွေးရင်တော့မှကောင်းမအိပ်နိုင်တဲ့ပုံစံမျိုးထမင်းစားနေပေမဲ့သူများလေပင်ကိုနင်းပြီးမှရတဲ့အရာတွေနဲ့စားနေတာမျိုးဆိုရင်အစာဖြောင်းစားနိုင်မှာမဟုတ်ဘူးအဝတ်ကိုဖြောင်းဝတ်နိုင်မှာမဟုတ်ဘူးဖြောင်းအိပ်နိုင်မှာမဟုတ်ဘူးဖြောင်းသွားနိုင်မှာမဟုတ်ဘူးအမြဲတမ်းကိုယ့်ရဲ့အသက်ရှင်မှုကိုယ့်ရဲ့ခြေတလန်းတိုင်းကိုယ့်ရဲ့အစားတလုံးတိုင်းဟာသူတစ်ပါးမျက်ရည်ကြီးငယ်ကြပြီးမှရတဲ့အရာတွေနဲ့စားနေတာမဖြစ်ဖို့လိုတယ်သူတစ်ပါးရဲ့ဘဝတွေကိုနင်းပြီးမှအသက်ရှူနေတာမဖြစ်ဖို့လိုတယ်သူတစ်ပါးရဲ့စိတ်သောကတွေများစွာကိုဖြစ်စေပြီးမှရှင်သန်ရက်တည်နေတာမျိုးမဖြစ်ဖို့လိုတယ်ဒါတွေဟာတန်မြန်ဖြစ်နေတဲ့အချိန်မှာမသိတာပဲမဲ့ကိုတနေ့ကျမ်းမာရေးဖောက်လာလို့သေဂာနီးကာလရောက်တဲ့အခါမှာကိုလုပ်ခဲ့တဲ့အရာတွေဟာနမိတ်တွေပြန်ပေါ်တတ်တယ်ကံမနမိတ်ဂတိနမိတ်ဆိုတဲ့သေဂာနီးမှာပေါ်မဲ့နမိတ်တွေကိုပြုခဲ့တဲ့ကံတွေကိုကိုလုပ်ခဲ့တဲ့တုန်းကပုံစံအတိုင်းပြန်မြင်နေတာမျိုးတွေဒီလိုရှိရင်ကိုသွားရမယ့်ဘဝကိုမြင်နေရတာမျိုးတွေဖြစ်လာတော့မှန
အောင်တရလိမ့်မယ်